ရှင်ဟုတ်ကဲ့ပါဆန္ဒကိုယ်တိုင်ပေါ့နော်အမောက်ပိုက်လေးဖြစ်သွားပါရှင်ဒါဆိုရင်ဆန္ဒကိုဝင်ပေါ့နော်ခုနှစ်ပတ်ညကိုရောက်နေပါပြီဟုတ်ပါတယ်ရှင်ဆန္ဒကိုယ်တိုင်ကဟောဒီရဲ့ဒီနေ့ညာနန်းကိုရောင်းနေကိုယ်တိုင်လဲစားတယ်ပေါ့နော်စားသုံးသူလဲဟုတ်တယ်အခုဆိုရင်ဆန္ဒကိုယ်တိုင်ပေါ့နော်လိုချင်တဲ့မမပိုက်လေးဖြစ်သွားပါပြီဆန္ဒဆိုရင်ဒါအခုပေါ့နော်အိမ်အောင်တက်တန်းက2နှစ်ရှိပြီဆန္ဒတားစေးဖြတ်ပြီးပြီးချင်းပေါ့နော်ချက်ချင်းကိုဝင်တန်းရခဲ့တာဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်ရှင်ဘာလို့ဒီလောက်ထိပေါ့နော်ဒီရွှေညာနေလေးကစွမ်းလာလဲဆိုရင်သူကဒီနေ့ညာနန်းကိုအနီအောင်ရဲ့ပန်းနုရဲ့ပြားရည်နဲ့အဓိကလောက်ထားတာဖြစ်တဲ့အတွက်သူဒီအမျိုးသမီးတွေကိုယာပြီးမှန်စေတဲ့တိုင်အားကောင်းစေတဲ့ကလေးရခြင်းတဲ့အမျိုးသမီးတွေအတွက်အထူးထုတ်လုပ်ထားတာဖြစ်တယ်ဥပမာတချို့ဆိုလို့ရှိရင်ဒါပေါ့နော်မွေးလန်းတောင်းဆိုင်ရာမှာတအိမ်မှာတားဥပြမှာပေါ့နော်ရေအိတ်သွေးလုံးတင်လို့ကလေးရဖို့ခက်နေတယ်ဆိုတဲ့သူတွေအထူးစားပေးပါရှင်တော့အဲ့တော့အမျိုးသမီးဘက်ကကလေးရခြင်းနဲ့ဆိုရင်ဒီရက်ဂျမနာညာနန်းယူလေးစားပေးအမျိုးသားဘက်ကတော့တုပ်ဖို့အားကောင်းပြီးတော့တုပ်ကောင်းရင်ပြည့်မီဖို့ဆိုရင်ဟောဒီရဲ့ရှစ်မတက်ယူလေးကိုနေ့စဉ်ပုံမှန်မြှဝဲပေးစားပတ်ချက်ပေးတဲ့တားဥကျွေရဲ့မှာအတူတူနေပေးမယ်ဆိုရင်လာပိုင်းအတွင်းကလေးရဖို့အာမခံပါတယ်ရှင်ဟုတ်ကဲ့ပါဒီဗီဒီယိုကြည့်နေတဲ့ထဲမှာနော်ကိုကအိမ်တော်တန်းစားပြီးကလေးရဖို့ခက်နေတယ်တော့တားဆေးတွေကိုမြစ်ချီပြီးတော့သုံးလို့ကလေးရဖို့ခက်နေတယ်အမျိုးသားရောအမျိုးသမီးဘက်ပါရောဘာချုံရင်းချက်မှမရှိဘဲနဲ့ကလေးရဖို့ခက်နေတယ်အញ្ញံဆုံးကလေးရချင်တယ်ဆိုရင်တော့